သုံးလို့မကုန်မနဲ့တက်တန်းလွန်နေတဲ့ make up တွေကိုဘာမှမဖြစ်တော့ပါဘူးဆိုပြီးဆက်သုံးနေတဲ့သူတွေရှိတယ်တက်တန်းလွန်နေတဲ့ make up တွေရဲ့အဓိကပြဿနာကတော့ကာရှိခံပစ္စည်းအားနည်းတယ်မရှိတော့တာပေါ့နော်အဲ့ဒီအတွက်ဒီအလှကုန်တွေထဲမှာဘက်ထရီးယားနဲ့မို့ပိုးတွေလည်းပေါက်ဖွားနေနိုင်တယ်ပြီးတော့ဒီအလှကုန်တွေကပေါင်ဝင်ပစ္စည်းတွေကဓာတ်တိုးသွားတာဒါမှမဟုတ်ဓာတ်ပြေသွားတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အထူးသဖြင့်ပေါင်တာပတ်တွေ foundation တွေ concealer တွေမှာတက်တန်းလွန်နေတဲ့အခါဆိုရင်လိမ့်လိုက်တဲ့အခါမှာချွေးပေါက်ပိတ်တာဝက်ချက်နေဆူဆူရွာထွက်တာတွေဖြစ်နိုင်တယ်ဒါတွေကိုမသိဘဲလိမ့်လိုက်လို့ရှိရင်အရေပြားရရန်တာဓာတ်တဲ့တဲ့လက္ခဏာတွေပဲဖြစ်လာနိုင်တယ်ပေါ့နော်ပုံမှန်အဖြစ်ဒီအလှကုန်တွေမှာ PAO ဆိုတဲ့ period after opening ပေါ့နော်ဖွင့်ပြီးတဲ့အခါမှာသူ့ရဲ့တက်တန်းကို6လတစ်နှစ်ဆိုပြီးဖော်ပြထားကြတာရှိတယ်အကယ်၍ကိုကစသုံးပြီးဆိုရင်ဒီလိုဘူးတွေအောင်မှာ marker pen နဲ့မှတ်ထားတာပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့တစ်ခါလေဆိုရင်တက်တန်းမလွန်သေးရင်တော့ကိုထိမ့်သိမ့်တာမမှန်လို့ဒါမှမဟုတ်ရင်ရာသီဥတုနဲ့အပူချိန်လေးကြောင့်ဒီထဲမှာပါတဲ့ပေါင်ဝင်ပစ္စည်းတွေကအနံ့ပြောင်းသွားတာအယောင်ပြောင်းသွားတာမျိုးလည်းဖြစ်နိုင်သေးတယ်။အဲဒါကြောင့်ကိုသုံးတဲ့အလှကုန်တွေကိုမသုံးခင်တိုင်းမှာတေချာစစ်ဆေးပြီးမှသုံးတာတော့အကောင်းဆုံးပဲပေါ့နော်။တက်တန်းကုန်သွားပြီဆိုရင်လည်းနှမျောပြီးဆက်သုံးတာမျိုးကိုမလုပ်သင့်ပါဘူး။သုံးနေအခုချက်ချင်းရက်လိုက်တော့နော်။